Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့အမလီကကြပါတော့homework လုပ်တဲ့ vlog လေးကိုရိုက်ပြမှာဖြစ်ပါတယ်ဆိုတော့ like ကြည့်ပေးကြပါအောင်ရှင်အခုကတော့အမေ brain မပိတ်ခံတော့ပိတ်နေဖြစ်ပါတယ်ဒီ brain ကပိတ်သွားတဲ့ဟာကိုဖြစ်တော့ပွင့်သွားလည်းမသိအဲ့တော့မမီမကန်းနဲ့ပဲချစ်ကလေးကိုလှမ်းပေးလိုက်ပါတယ်အဒီတော့ဘယ်နော် homework ကိုလောက်တဲ့ဟာဒီချာလေးပြပြပါမယ်ပေါ့နော် homework စာရေးရဲ့အချိန်မှာဆိုလို့ရှိရင်တော့ဖတ်ဒီ speed နဲ့လောက်ထားရပေါ့နော်ဒါလေးကျွန်မကြောပွေကျွန်မကကြောပွေကကျွန်မထောင်ကြီးနေသေးတယ်ကျွန်မအထင်ပြောတာဒါပေမဲ့ကျွန်မနိုင်နေဒီဟာလေးကိုဒီကိုလေးချစ်စရာကောင်းလို့ဝယ်တာ9500တန်လားမတန်လားမသိဘူးဒါပေမဲ့လိုချင်တာပဲသိပြီးတော့အိမ်မှာတော့အဲ့တုန်းကတော့ပေါ့နော်လူအများကြီးပဲရှိတယ်ပြောမှသူကတယောက်ဖြစ်သွားရစာလုံးနေပါပြီရှင်ဒီဘောကဒီ၃ချောင်းကြီးကဂျပန်ကားရိတ်ဒီအမိုးပေါ်တင်ထားလို့ပါအော်တခါပြောပြအောင်မယ်ဗီဒီယိုမလားဖတ်ချူနေတယ်မယ်တိလားကျမအဲ့ဒါခဏခဏပြောတာဖတ်ချူနေတယ်မယ်တချို့ဟာမတင်ပြတာရှိတယ်လားအဲ့ဒါ sorry ပဲတိလားအဲ့ဒါလည်းမတင်ပြတော့ဘူးဒီဟာတော့တီကြီးထားပြီးဖတ်ချူနေတယ်မယ်တိလားတကယ်ပြောတာဖတ်ချူနေတကယ်တင်ပေးမယ်အဲ့တော့ဒါလေးကပြနေရဖြစ်ပါတယ်အတန်းလေးကတော့9တန်းပဲဖြစ်ပါတယ်တူလို့ရှင်တူလို့ရမှတ်ခဲ့ပါဆိုတော့အမစောက်ရှာနေပါတယ်နောက်ဆုံးတော့မြန်မာတွေ့ပါပါတယ်အဲ့မြန်မာကတော့ကြက်စရာပဲဖြစ်ပါတယ်ဒါကတော့ note mark ကလေးပဲဖြစ်ပါတယ်အဲ့လိုမျိုး note mark ကလေးလောက်တာတခုပြောချင်လို့ဒီ lucky ဟာလေးဒါကတော့ပြနေခိုင်းခဏပြမယ်ခုနပြနေရတော့အမရကုရှိတဲ့ပန်ခိုင်းဖွင့်ပြီးနေရတဲ့အကြောင်းပြောတာအခုတော့စကားအများကြီးပြောနေရအတန်ဝင်နေဆိုတော့ဘောပိတ်နေ300ပါပြီခုကတော့အမလီကတခုပြမသိလားဒီမှာကြည့်လိုက်စောက်တွေအားကျအများကြီးပဲကြက်အောင်အဲ့မှာဒီအမလီကပြောမလို့အမလုံးမမှတ်တဲ့ဟာမလေးဒီမှာ ID ဟိုပါ lucky flower ဆိုတဲ့ခုရှိတယ် lucky flower အပင်ကိုယူရဘလို့များတိတ်နေဘလို့ကတ်ပြီးတော့ဘလို့တိတ်နှကြလေကျွန်မတိတ်ပန်စားအမကျုံစက်ကူပန်တိတ်ရလောပုတ်ပွားသွားတာဒါပေမဲ့အဆက်ကူပန်ကျွန်မကြိုက်လို့တိတ်ညာခဏတိတ်ညာဆိုတော့အဲ့သူ့ရဲ့အယောင်လေးကြိုက်လို့ဘာလို့မှလည်းမသိကြတော့အယောင်လေးကြိုက်တော့အဲ့ခဏတိတ်ညာတာပဲဖြစ်ပါတယ်ဆိုရရမို့အချိန်မလောက်လို့ရှိရင်တော့ဖတ်ချူနေတယ်မှာပဲပေါ့နော်ဘလောက်မှတော့မရှိရသေးဘူးပေါ့နော်